မင်းတကယ်ကြီးလားပထမဆုံးတိတ်သွားဟိုကိုဒီရဝစ်လျှော်ချင်းတွေကအင်ကြီးရဲ့စုပ်ကိုကောက်ဝိမယ်ပေါ့မင်းသူ့ကိုဖတ်လိုက်တာနဲ့မင်းရဲ့အနံ့ကအရင်နှုတ်ဆက်လိမ့်မယ်တိုးကိုကိုလည်းအားနာပါဦးဒါနဲ့တော့ဒုတိယစစ်မရောက်နိုင်ဘူးနော်အခုကျတော့လေရေမချိုးပဲငါ့ကိုရေမွေးနဲ့အုပ်ဖို့ချနေပြန်ပြီချွေးနံ့ကိုရေမွေးနဲ့ဖုံးကျင်တာလားနန်းစောနေတာပဲဟဲ့ငါ့ကိုချလိုက်ပြီးတော့ရေချိုးကန်းတွေကတိုက်ချွေးကိုစုံကိုတွားယူစမ်းပါမင်းဘယ်သူ့ကိုမှညာလို့မရအောင်နော်တွားတော့တိုက်ပါတယ်လျာကိုတော့မြစ်ထားတယ်ပေါ့လေနီကက်ကစကားပြောတယ်မင်းရဲ့ခံတွင်းနံ့ကမီးခိုးတိတ်ထွက်မှာကဲငါ့ကိုယူလျာချက်ဆေးချက်ပြီးရင်ပြန်လို့အပုံနဲ့ထနေတဲ့ပါးဆောင်နဲ့တော့ပါးဖောင်းလေးကိုနမ်းဖို့မစင်စားနိုင်ဘူးစိတ်တို့ပေမဲ့အတုံးဝင်တယ်နေတိုင်းအကြံကောင်းတွေရဖို့ဖိုလိုလုပ်ထားအောင်စိတ်တို့ပေမဲ့အတုံးဝင်နေနော်ဟဲ့လို့ရင်းကြီးဟင်းချိုတဲ့စိတ်ထားပြီးမှလာမပုတ်နဲ့လေများစက်သားအစိမ်းကနေဝက်ဦးချောင်းစီတဲ့အထိအကုန်တုတ်ပေးခဲ့ရပြီကျွန်တော်အစ်စ်လဲပေးတော့ဗျငါဆိုမင်းညကစားကျွင်းစားကြံတွေကြားမှာရေချိုးနေရတာဒါပန်းကန်စေးစင်လားအစာဟောင်းတင်ချိုင်းလားယွန်းစရာကြီးဒီရင်းကြီးဟင်းချိုကြီးတွန်းလိုက်တော့မဟုတ်ရင် OH ရဲ့အလုတ်သမားဌာနကိုတိုင်ပစ်မှာခုကြတော့လေဒီအစုပ်နဲ့ပဲစားပွဲတွေလာသုံးနေပြန်ပြီပန်းကန်စေးရည်တွေထဲမှာနှစ်ထားခံရတာအားမရသေးဘူးလားအလုတ်တွေအစာမတန်ခိုင်းနေတာပဲခမည်းပိုးမွားတွေညောက်ပတ်နေတာနော်ကျွန်တော်ကိုအစ်စ်လဲပြီးတော့စိတ်တိုပေမဲ့အတုံးတက်တယ်နေစဉ်ဘ ഹു တုဒ္ဒတွေ follow လုပ်ထားအောင်စိတ်တော့တိုးတယ်ဒါပေမဲ့အတုံးတက်တယ်နော်